စိုက်ခင်းတွေထဲကိုရေသွင်းတဲ့အခါလက်သမားတွေကရေစီးကြောင်းဆက်ပိုင်းမှာရေပြည့်နေတဲ့အိတ်တလုံးကိုဘာကြောင့်ထားကြတယ်ဆိုတာမိတ်ဆွေတို့အနေနဲ့သိကြပါသလားဒါကတကယ်တော့ညီညာမှုမရှိတဲ့မြေပြင်မှာရေသွင်းတဲ့အခါအသုံးတဲ့ပညာတစ်ခုဖြစ်ပါတယ်ရေစီးသွားလာမှုကမျက်လုံးရင်မြေစီလွာကရေကိုစုပ်ယူဖို့အချိန်မရခင်ရေတွေကအောက်ကိုစီးဆင်းပြေးသွားတတ်ပါတယ်ဒီလိုဆိုရင်တီးနှံတွေလည်းရေပြေးဝမရတော့ပဲထည့်ပေးထားတဲ့မြေဩဇာတွေပါရေနဲ့အတူပါသွားတတ်ပါတယ်နောက်ပိုင်းမှာလက်သမားတွေရှာဖွေတွေ့ရှိလိုက်တာရေစီးကြောင်းရှိမှာရေပြည့်နေတဲ့ပလတ်စတစ်အိတ်တစ်လုံးကိုချထားလိုက်ရုံနဲ့ရေစီးနှုန်းကိုနှေးသွားစေတယ်ဆိုတာပါပဲရေရဲ့ဖိအားအောက်မှာပလတ်စတစ်အိတ်ကတဖြည်းဖြည်းချင်းရွေ့လျားနေပြီးရေသွင်းတဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုပုံမတည်ငြိမ်စွာဖြစ်စေပါတယ်ဒီလိုနည်းနဲ့ဆိုရင်ရေတွေဟာညီညီမျှမျှနဲ့မြေစီလွာနဲ့ထိစိတ်ဝင်နိုင်ပြီးအပင်တပင်ချင်းစီမှာလိုအပ်တဲ့ရေနဲ့အာဟာရဓာတ်တွေအပြည့်အဝရရှိအောင်တေချာစေနိုင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကစိုက်ပျိုးရေးမှာရောအခုလိုနေလန်းတွေကိုအသုံးပြုသင့်တယ်လို့ထင်ပါသလားဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တစ်မြန်မာကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်